အားလုံးပဲမင်္ဂလာပါဗျ။နော်ပုံမှန်များအားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကိုလိုက်လွှင့်ပေးတာကတော့တောက်ကြနေအတွက်ပေါ့နော်။ဒီကတော့ကျွန်တော်ဒီမနက်ဖြန်တောက်ကြနေ28ရက်3လ2026တောက်ကြနေမနက်ညအတွက်ကိုလိုက်လွှင့်ပြသပေးတာ။အဲ့တို့ကြောင့်ဝင်လာတဲ့ကိုမတယောက်ချင်းစီတိုင်းလက်မလေးထောင်ပေးပါ။ channel ကို subscribe မလုပ်ရသေးတဲ့ကိုမများရှိရင်ဝန်ရံတဲ့အနေနဲ့ဒီ channel လေးကို subscribe လုပ်ပေးပါ။နော်။ယနေ့ချိန်ဒီနာမည်ရဖို့တော့ကိုကျွန်တော်ဘယ်လောက်ထိအချိန်ကြီးပေးဆက်ခဲ့ရတယ်ဆိုတာကိုအခုမှသိတော့နော်ပြောချင်တာကတော့ဗျာထွေထူးတော့မဟုတ်ဘူးเนาะမနေ့ကကျွန်တော်ရဲ့အဖွဲ့ဝင်ခေါ်ရရောက်ပြီเนาะကျွန်တော် live လွှင့်နေရှိတော့မလွှင့်နေရှိတော့အဖွဲ့ဝင်ကျင်နေဆိုရင်တောက်ကြစနေတနင်္ဂနွေတနင်္လာနေ့မနေ့10နာရီခွဲဒီအဲ့ဒါအဖွဲ့ဝင်လို့ရတယ်ကျန်တဲ့ရက်ကတော့မရဘူးเนาะကျန်တဲ့ရက်ကဖုန်းဆက်လဲကျွန်တော်ကိုင်မှာမဟုတ်ဘူးเนาะအဲ့3ရက်အတွင်းမှာတောက်ကြနေ့ရယ်စနေရယ်တနင်္ဂနွေတနင်္လာနေ့10နာရီခွဲထိရယ်အဲ့ဒီချိန်တော်တွေမှာအဖွဲ့ဝင်လို့ရတယ်နော်ကျန်တဲ့ချိန်တိုင်းတော့ဝင်လို့မရဘူးနော်ဒုပါလေးသတိပြုနော်ကဲကနန်းစပြောမယ်နော်ကနန်းလေးစပြောမယ်အားလုံးပဲကိုမကြီးနော်မနေ့ကကျွန်တော်တို့ဒီတောက်ကြနေဖြစ်တယ်28ရက်မနေ့ညတောက်ကြနေအတွက်ဂေပေါက်နော်ဂေပေါက်မှာဒီတစ်ပတ်ကျွန်တော်ဗာပြီးဆိုရင်တောက်ကြဂေပေါက်ကိုကျွန်တော်လေးလုံးခွေပေးမယ်နော်တောက်ကြဂေပေါက်ကိုလေးလုံးခွေအဖွဲ့ဝင်တဲ့လူလည်းဆောလို့ရတယ်အဖွဲ့မဝင်တဲ့လူလည်းဆောလို့ရတယ်အဲ့ဒီအတွက်လေးကျွန်တော်ပေးမယ်နော်တောက်ကြဂေပေါက်ဆောမဲ့ကိုမကြီးဒီတစ်ပတ်မှာတောက်ကြနေအတွက်ဂေပေါက်ဆောမယ်ဆိုလို့ရှိရင်ဂေပေါက်လေးလုံးခွေရှိတယ်နော်ကျွန်တော်တို့မကြိုက်လို့ပေးတာမကြိုက်ရင်မထိုးနဲ့ကိုယ်ပတ်စံနဲ့ကိုထိုးတာကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့နော်ဂေပေါက်နော်တောက်ကြဂေပေါက်ဒီအခွေဖြစ်တယ်အဲ့ဒါဘာခွေလဲဆိုရင်တောက်ကြနေမနေ့က28ရက်3လ2026တောက်ကြနေမနေ့ညမှာဂေပေါက်ခွေသည်2.49ခွေနော်ဂေပေါက်ခွေသည်2.49ခွေဖြစ်တယ်နော်ဂေပေါက်ခွေသည်2.49အခွေဖြစ်တယ်နော်ဂေပေါက်ခွေသည်2.49ခွေပါနော်လိုက်နေဗီဒီယိုပဲခွဲကျန်တာမခွဲနဲ့ဗီဒီယိုဆိုအတုလိုက်ဆိုအစ်စ်ကျွန်တော်ပြောသလိုလေးပဲမှန်လေးကိုကျွန်တော်ရဲ့ wall တွင် wall ကိုမဖြစ်မနေဝင်ကြည့် wall ကိုဝင်ကြည့်တော့မှဗီဒီယိုလားလိုက်လားသိချာကြည့်ဗီဒီယိုဆိုရင်အတုအဲ့ channel အတုတခါတည်း unfriend လုပ်အတုဂရုတွေကိုရောက်နေရလို့ကျွန်တော်ရှိရနော်အကုန်ထွက်ခဲ့ခင်ဗျားတို့ဒီချင်းချင်းမှာအဲ့မေလူကဒုက္ခပြေးလိမ့်မယ်နော်အဲ့နှမဘေးကနော်ဆဲရတာလဲဖုန်းကြီးလဲကျွန်တော်ဘော်ရာရှိသမျှဖုန်းနေအကုန်ဆက်ဆဲတာအခုဆိုရင်ဒီကောင်းကိုရွေးဆဲပြီးတာဆိုရင်ဖုန်းလုံး30လောက်ရှိနေပြီကျွန်တော်ဆဲပြီးသွားပြီသင်္ကတကလဲနှစ်ကက်ရှိရအောင်နှစ်ကက်နဲ့ဆဲတယ်သုံးကက်ရှိရအောင်သုံးကက်နဲ့ဆဲတယ်ကျွန်တော်ဘော်ရာကြီးမှာတယောက်နှလုံးသုံးလုံးဖုန်း3လုံးရှိကြတာဆဲတယ်သွားရှုပ်လို့အောင်နောက်လို့နော်ဂေပေါက်ခွေသည်2.49ခွေဖြစ်တယ်နော်တောက်ကြနေဂေပေါက်ခွေသည်2.49ခွေဖြစ်တယ်နော်2.49ခွေတတ်မလား2429နော်ခွေတတ်မလား2.49ခွေအပူပါဖြစ်တယ်2ရဲ့24ရဲ့9ရဲ့ခွန်4ရဲ့ခွန်9ရဲ့49ရဲ့22ခွန်4499နော်ဂေပေါက်ခွေသည်2.49ခွေအဖွဲ့ဝင်တွေလည်းဆော့လို့ရတယ်အဖွဲ့ဝင်တဲ့လူတွေဆော့လို့ရတယ်တောက်ကြနေရဲ့ဂေပေါက်ပဲနော်2.49ခွေအဲ့ဘက်မှာရန်ထိုးရမယ့်ကဏ္ဍ2ကွက်ရှိတယ်အဲ့ဒါဘာလဲဆိုရင်2တင်းနဲ့ခွန်8နဲ့အဲ့ဒီ2ကွက်ရန်တာဟုတ်ပြီနော်2တင်းနဲ့ခွန်8ကိုရန်မယ်နော်21က88ကအရန်ထားအခုထိုးတဲ့အခွေလေးရဲ့ထိုးကြီးလေးကြည့်အောင်လို့အဲ့ဒါလေးရန်ထားလိုက်နော်မနက်ဖြန်တောက်ကြနေခေပေါက်ဆော့မယ်ဆိုရင်2.49ခွေပါနော်2429ခွန်အဲ့ဒါ2.49မှခွေလိုက်ပြမှာခွေတတ်စရာအကြောင်းမရှိဘူးသူတို့ထိုးရတဲ့အခွေလေးတော့ခွေတတ်ရနော်2.49ခွေအပူပါနော်မနက်ဖြန်တောက်ကြနေမနက်ညခေပေါက်နော်ဒါလေးထိုးမယ်အရန်ဒီကိုမရရန်ထိုးမှဒီ21က88ကအဲ့ဒီ2ကွက်ရန်ထားထိုးကြီးကြီးပေါ့နော်ကျွန်တော်အခွေထိုးတဲ့ထိုးကြီးကိုအဲ့ကောင်လေး2ကွက်နဲ့ရန်ထားနော်မနက်ပိုင်းမှာအဲ့ကောင်လေး2ကွက်ထွက်သွားလိုက်ဆိုရင်ညနေ2.49ခွေဆက်ထိုးလိုက်အဲ့လိုထိုးလိုက်နော်အဲ့လိုမျိုးလေးထိုးမင်းကွက်လိုချင်တယ်ဆိုရင်လိုချင်တော့မပြောတော့ဘူးနော်မင်းကွက်ကတော့ဘာကြိုက်လဲဆိုရင်မနက်ဖြန်အကြိုက်ဆုံးက2ကွက်တယ်နော်မနက်ဖြန်20ခွန်2ကွက်ကြိုက်တယ်နော်မနက်ဖြန်2ခွန်2ကွက်တော့အကြိုက်ဖြစ်တယ်ပေါ့နော်2ခွန်2ကွက်တော့အကြိုက်ဖြစ်တယ်ကြိုက်ထိုးပါနော်အရန်2တင်းနဲ့ခွန်8မမီးနဲ့နော်အရန်က2တင်းကခွန်8ကပါမိန်းဒီ2.49ခွေဖြစ်တယ်နော်အားလုံးပဲပိုင်းပါမနေ့ကည live မရှိပါဘူးနော်အဖွဲ့ဝင်ကူမကြီးမနေ့ကစာယူဝင်လို့ရပြီနော်စောကျင်တဲ့အဖွဲ့ဝင်စောကျင်တယ်ဆိုလဲအဲ့ဒီလိုက်စောမစောကျင်ဘူးဆိုလို့ရှိရင်လဲနော်နောက်တစ်ပတ်ကျရင်ကျွန်တော်ပြန်စောမယ်ဒါကတော့ကျွန်တော်လုပ်ပေးနိုင်တဲ့အတိုင်းအတာတွေကျွန်တော်ဒီဘက်မှာ share လေးပဲလုပ်ပေးခဲ့ပြီးပါပြီနော်နောက်တစ်ပတ်ကိုကျွန်တော်ဆက်သွားတော့မှာအဲ့ဒီကြောင့်အဖွဲ့ဝင်မဲ့ဆိုရင်စောလေးဝင်ထားပြီးပါတင်းနေကြမှာဝင်ကဏ္ဍပူတာနဲ့ဆိုအဲ့ဒါတွေတက်တာများလို့နော်ဘာဘာဘူးလေးနေပို့မရတာမျိုးဖြစ်တယ်လို့အရင်ဘက်ကလည်းအကြီးကျယ်ဖြစ်သွားတာညပိုင်းနဲ့ကစနေနေ့ညပိုင်းနဲ့ဖြစ်ချသွားတာနောက်နေ့
ဟိုတောက်လျှောက်ပို့လို့မရဘူးဂရုလင်းနောက်နေ့တနင်္လာနေ့ညမှာအိမ်ပဲပို့တော့မှရောက်တာနော်အဲ့လိုမျိုးဖြစ်သွားတာနော်အဲ့ဒီကြောင့်ခုနကတော့ကျွန်တော်ပြောသလိုပဲကျွန်တော်ဂရုလင်းလေးမှားပြီးတော့ဒီဘက်ကတော့23ကနေပြီးတော့29ဂရုထဲမှာဒီဘက်တော့ဂရုလေးသွားချမိတယ်အဲ့ဒီကြောင့်ကိုမတွေကကိုယ့်ရဲ့အသေးစိတ်လေးနဲ့ကိုငွေမလွှဲရသေးဘူးဆိုအဲ့ဂရုလေးကနေပြန်ထွက်ပြငွေလဲစလေးလေးပြန်ပို့ပေးပါကျွန်တော်ထုတ်လိုက်လို့ရှိရင်ဘန်းမိသွားမှာဆိုလို့နော်အဲ့ဒါလေးပြောချင်လို့နော်ငွေလဲပြည့်ဆိုရင်ငွေလဲပြီးငွေလဲစလေးပို့ပါနော်နောက်မှဝင်ကြည့်ဆိုလမ်းမလေးထောင်ပေးပါ channel ကို subscribe လုပ်ပေးပါအားလုံးပဲပါရင်ပါ